မြန်မာနိုင်ငံမှာဆိုလိုနဲ့ rant တင်မယ်ဆိုလို့ရှိရင်ယူသွားကြလောက်အောင်စိတ်ဆင်းရဲရတယ်ဒီမှာကိုရီနေနဲ့ run ယူတယ်ပြီးရင် hero key ယူပြီးတယ်ပတဲတွေလည်းကောင်းဆုံးလုပ်ပြီးတယ်ဗျာဒီမှာကြည့်ကျွန်တော်မီယာလိုက်နေတယ်ဒါပေမဲ့လော့နာမှာဟာရာပူဇာရဲ့ဆန်းရရှိတယ်ဒီမှာကျွန်တော်3.1ဖြစ်လာတဲ့အချိန်ထိဒီကောင်တွေ lock key နေတယ်တကယ်ကျွန်တော်လည်းတေသွားတယ်သူတို့3ယောက်လည်းလာတာမြင်တော့ဆန်းထွက်ပြေးတယ်ဟာရာပူဇာလည်းထွက်ပြေးတယ်လော့လည်းမရဘူးကိုတင်မိတ်လည်းတေးတယ်အဓိကကတော့မြန်မာနိုင်ငံမှာအခုဖြစ်နေတာစီဇန်ကိုချတဲ့အချိန်မှာကျွန်တော်တို့ epic ပြန်ရောက်သွားတဲ့အချိန်မှာ epic player တွေ epic player ဆိုတဲ့အတိုင်းခင်ဗျားတို့သိတဲ့အတိုင်းပဲ epic anju တို့ပါတော့ကျွန်တော်ပြောနေကြပါတော့တော်တော်သုံးမကြတာပါဗျာနောက်ပြီးတော့လို့ရှိရင် run နေမြင်းလာတဲ့အချိန်မှာရော hero key တွေကမျှလာဆိုတော့ hero key တွေကမမျှဘူး hero မဟုတ်ဘူးเนาะ player တွေမမျှတာဘာလို့လဲဆိုတော့ကိုလဲကိုတာဝန်ကြီးကြီးမလုံနိုင်ဘူးဗျာအခုကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင် EXP ရယ်hyper ရယ်စမ်းတဲ့ဟာရာပူဇာနဲ့နှစ်ကောင်လုံးတကောင်မှစောက်သုံးမကြတာစောက်သုံးမကြမှာတော့ကျွန်တော် run သေးပြီပေါ့ run ပါတက်လို့ရတော့မှလဲဟာရာပူဇာဆိုလို့ရှိရင်လည်းဘာလုပ်မှမသိစမ်းဆိုလို့ရှိရင်လည်းသူကြည့်တော့ဒမ်းမီးမထွက်ဘူးဒီမှာကျွန်တော်ကြည့်ဘတ်တယ်တဲ့ကျွန်တော်ဝင်ပေးသွားတယ်ဒီမှာရှင်းနေတယ်ဒီမှာတကောင်မှမလာဘူးမဆန်းကိုကြည့်ဆန်းဘာလုပ်လဲလော့ကီနေတော့ပဲခုချိန်နေတကယ်ဘတ်တယ်လည်းမနိုင်တော့သူထွက်ပြေးတယ်ကိုကရလို့ချမ်းချမ်းနဲ့ထပ်ဝင်ပေးတယ်ဒါပေမဲ့ဟာရာပူဇာကြီးကသေးနေပြီဘာမှလုပ်လို့မရတော့